ကိုမောရှင်တဲ့ ကိုမောရှင်းမှာမဟုတ်ပဲမြောက်ပဲဟင် ကိုမောရှင်တဲ့ကျမဟာရှင်အမြဲစားနေတဲ့ဟာဘာ ကျွန်တော်ကဘာတွေသွားစားမိနေလို့ခင်ဗျာလေ ကိုမောရှင်တဲ့ကျမဟာရှင်အမြဲတမ်းစားနေတဲ့ဟာသွားစားတယ် ဘာစားလို့ အကွင်းအားဆိုင်မှ အဲ့စဖောင်ပိတ်အောင်ဖတ်ပါ ဒီပါစကားဒီမှာစလုံးကတော့ကျဲနေရောကိုမောရှင်ကျမဟာရှင်အမြဲတမ်းစားနေတဲ့ကွင်းအားဆိုင်မှအမျိုးသမီးရဲ့တငယ်ချင်းဖြစ်ပါတယ်တဲ့ ရင်းနှီးတယ် အာကိုမောရဲ့တဲ့ကိုမောကိုကျမသိသဘောကျတယ် တည်ရလေဒီအတန်ကြတနာပါစီမျက်နှာမြင်ရှိခင်မှာဆိုစုနေပြည့်တယ်လေကွာ ပုံမှန်လင်းလေးမဲ့ပြောပြရတယ်ကိုမောမျက်နှာကိုကျမအမြဲတမ်းကြည့်နေကြပါလေ ကြည့်ပါဒါဘာစားနေမှာကြည့် ဒါပေမဲ့ကျမမျက်လုံးနှလုံးကမမြင်ရပါဘူးရှင် မျက်လုံးနှလုံးမမြင်ရဘဲဒီမျက်နှာကြီးကိုကြည့်လို့ရမှာကိစ္စမရှိပါဘူးဗျာမျက်လုံးနှလုံးမပါလဲအဓိကပါဗျာ ကိုမောရဲ့တဲ့ ညာ ကျမဟာကိုမောကိုအနုပညာကိုသဘောကျတာနဲ့ သဘောပေါက်တယ်လေ လူပုဂ္ဂိုလ်ကိုလည်းချစ်ခင်ပါလေတဲ့ ဒီလိုပါပဲ ကိုမနဲ့လက်တွဲခြင်းနဲ့လေ တွဲပါရ ဒါပေမဲ့ကျမမှာလက်ကလေးမရှိဘူးတဲ့ ဒီလက်တွေမရှိဘဲနဲ့လက်တွဲလို့ရမလားကိစ္စမရှိပါဘူးဗျာလက်နှစ်ဖက်လည်းမပါလဲအဓိကပါဗျာအဓိက ကိုမောရဲ့တဲ့ကိုမောနဲ့သာဝရလက်တွဲပြီးမတော်ပါမယ်ဘဝခရီးကိုတော့ရှောက်လန်းခြင်းပါလေတဲ့ ရတယ် ဒါပေမဲ့ခြေထောက်နှစ်ဖက်ကဖြတ်ထားရတယ် ကိုမိုရီ ဗျာ မျက်စိနှလုံးကလည်းမပါဘူးလက်နှစ်ဘက်ကလည်းမပါခြေထောက်ကလည်းမပါခမကျွန်တော်မိမပြတိုင်းတောင်ကြီးနဲ့ပေးစားနေရလားဟင်ပြတိုင်းတောင်ကြီးနဲ့ပေးစားနေရလားကိစ္စမရှိပါဘူးဗျာမျက်စိလက်တွေခြေထောက်တွေမပါလဲအဓိကပါဗျာ ကိုမောရဲ့တဲ့စိတ်မဆိုးနဲ့နော်တဲ့ ဟုတ်ပါဘူး ကိုမောအဓိကထားတဲ့အဓိကလည်းကျမမှမပါဘူးတဲ့ ဘယ်တော့ပါရဲ့အဲ့ဒီအဓိကမပါမှတော့မဆိုစောင့်တမ်းဘူး